မင်္ဂလာပါပရိသတ်ကြီးတို့ Bamis Alpha Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဗီဒီယိုတင်ဆက်သူကျော်ရဲနောင်ဖြစ်ပါတယ်ဒီတစ်ခေါက်ဗီဒီယိုမှာပြောပြမယ့်အကြောင်းကတော့လောက်ခလာစာများပေမဲ့လည်းအစိုးရကိုမြင်မာတဲ့အခွန်ပမာဏတွေပေးဆောင်နေရတဲ့နိုင်ငံအကြောင်းတွေကိုပြောပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်စီဇန်လေးမစခင်ကျွန်တော် channel လေးကို subscribe လုပ်ထားပေးဖို့နဲ့ notification ခေါင်းလောင်းလေးကိုနှိပ်ပေးခဲ့ပါဦးလာစာများတဲ့နေမီတစ်ခုမှာလုံးလုံးရတာပိုကောင်းပေမဲ့လည်းကျွန်တော်တို့ရတဲ့အခွင့်အရေးတွေလောက်ခလာစာတွေနဲ့နိုင်ငံကိုဆောင်ရတဲ့အခွင့်အရေးကကျွန်တော်တို့အားလုံးအတွက်မဖြစ်မနေစဉ်းစားရမယ့်အချက်ပဲဖြစ်ပါတယ်။လာစာများကြီးရတဲ့သူတွေအတွက်မထူးခြားပေမဲ့ပုံမှန်လာစာရနေတဲ့သူတွေနဲ့လာစာနည်းပါးတဲ့သူတွေအတွက်တော့အခွန်အခအများကြီးပေးဆောင်ရတဲ့နိုင်ငံမှာဘယ်လို့မှအဆင်မပြေနိုင်ပါဘူး။ဒါကြောင့်နိုင်ငံခြားမှာလုံးလုံးဖို့စဉ်းစားနေတဲ့သူတွေအတွက်ထည့်သွင်းစဉ်းစားရမယ့်အခွန်အခတွေအကြောင်းကိုအခုဗီဒီယိုမှာပြောပြပေးမှာဖြစ်ပါတယ်။အတိမတ်ပြုဖွဲ့စည်းရဲ့စာရင်းတွေအရ2023မှာဝင်ငွေခွန်အများဆုံးပေးဆောင်ရတဲ့နိုင်ငံတွေထဲမှာဘယ်နိုင်ငံတွေပါနေမလဲဆိုတာသိရဖို့အတွက်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်လိုက်ရအောင်။နံပါတ်5ဒိန်းမတ်နိုင်ငံဝင်ငွေခွန်55%ကမ္ဘာပေါ်မှာအပျော်ရွှင်အားဆုံးနိုင်ငံလို့လူသိများကြော်ကြားတဲ့ဒိန်းမတ်နိုင်ငံဟာအခွန်အခအများဆုံးပေးဆောင်ရတဲ့နိုင်ငံစာရင်းရဲ့နံပါတ်5နေရာမှာရပ်တည်နေပါတယ်။နိုင်ငံတွင်းမှာတဦးချင်း GDP ရနံပါတ်9နေရာမှာရပ်တည်နေပြီးနိုင်ငံအတွက်ပေးဆောင်ရတဲ့ဝင်ငွေခွန်ကတော့55%အထိပေးဆောင်နေရပါတယ်။စင်ရဲသူချမ်းသာသူမခွဲခြားပဲဒန်းတူအခွင့်အရေးရရှိတဲ့ဒိန်းမတ်နိုင်ငံရဲ့အစစ်မြင့်ကျန်းမာရေးစောင့်ရှောက်မှုတွေအစစ်မြင့်တဲ့လူနေမှုပုံစံတွေကြောင့်ဒိန်းမတ်နိုင်ငံရဲ့အခွန်အခတွေများပြားရခြင်းဖြစ်ပါတယ်။လူဦးရေနှဲပါတာကြောင့်ဒိန်းမတ်အစိုးရဟာပြည်သူတွေရဲ့လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်မှုအတွက်တဦးချင်းဝင်ငွေရဲ့55%နဲ့ညီမျှတဲ့စုစုပေါင်းအခွန်နှုန်းထားကိုချမှတ်ခဲ့ပါတယ်။အခွန်အခတွေများပေမဲ့နိုင်ငံသားတွေအတွက်တော့လူမှုရေးစီးပွားရေးပညာရေးတွေအတွက်နောက်ထပ်ပိုကောင်းအောင်တိုးမြင့်သုံးစွဲရမှာဖြစ်လို့မြတ်တာမှုတစ်ခုအဖြစ်နေတာဒိန်းမတ်နိုင်ငံသားတွေကလက်ခံထားကြပါတယ်။နိုင်ငံတိုးတက်ပြောင်းလဲအောင်အစဉ်မြဲစ조사နေတဲ့ဒိန်းမတ်အစိုးရနဲ့အစိုးရပေါ်မှာထားတဲ့ဒိန်းမတ်လူမျိုးတွေရဲ့ချစ်စရာကောင်းတဲ့ခံယူချက်တွေကြောင့်ဒိန်းမတ်လူမျိုးတွေဟာကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံးလူတွေအဖြစ်လူသိများရခြင်းပဲဖြစ်ပါတယ်။လာစာဝင်ငွေများပေမဲ့အရန်များတဲ့အခွန်အခတွေပေးဆောင်နေရတာကြောင့်ဒိန်းမတ်နိုင်ငံမှာလာရောက်လှုပ်ဖို့ဆိုရင်တော့အခွန်အခတွေအကြောင်းကိုထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။နံပါတ်4ဩစတြေးလျနိုင်ငံကမ္ဘာပေါ်ကဂျာမန်စကားပြောတဲ့နိုင်ငံတွေထဲမှာအဖွံ့ဖြိုးဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ဩစတြေးလျနိုင်ငံရဲ့ထိပ်တန်းအခွန်နှုန်းထားဟာ55%ရပ်တည်နေပြီးတော့ဒီလိုမြင့်မားတဲ့ဝင်ငွေခွန်အပြင်လူမှုဖူလုံရေးအတွက်18%အရင်အနည်းမြတ်ခွန်စတဲ့အခွန်တွေအတွက်33.5%ပေးဆောင်နေရပါတယ်။ဩစတြေးလျနိုင်ငံဟာတဦးချင်း GDP ရကမ္ဘာပေါ်မှာအဆင့်15မှာရပ်တည်နေတဲ့ချမ်းသာဆုံးနိုင်ငံဖြစ်ပြီးဖွံ့ဖြိုးတိုးတက်နေစေလူမှုစည်းဝက်စီးပွားရေးစနစ်တွေလူနေမှုအဆင့်တန်းတွေမြင့်မားတဲ့နိုင်ငံဖြစ်ပါတယ်။ဒါပေမဲ့ဟင်ကောင်စားဖို့ဈေးကြီးပေးနေရတယ်လို့ပဲမိမိလောက်ခလာစာရဲ့55%အထိပေးဆောင်နေရတဲ့အင်မတန်မြင့်မားတဲ့အခွန်အခပေးဆောင်ရတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်ဩစတြေးလျနိုင်ငံဟာတွားရောက်လဲပတ်ဖို့ကောင်းတဲ့နိုင်ငံဖြစ်ပေမဲ့အခွန်အခတွေမြင့်မားတဲ့အချက်ကိုတော့လုံးဝမမေ့လိုက်ပါနဲ့။နံပါတ်3ဂျပန်နိုင်ငံ2023ခုနှစ်အခွန်များတဲ့နိုင်ငံ9နိုင်ငံထဲမှာနံပါတ်3နေရာမှာရပ်တည်နေတဲ့နိုင်ငံကတော့ဂျပန်နိုင်ငံပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။အခွန်အခအများဆုံးပေးရတဲ့နိုင်ငံတွေထဲမှာကျွန်တော်တို့နိုင်ငံတို့သွားနေကြတဲ့ဂျပန်နိုင်ငံပါဝင်နေခဲ့ပါတယ်။အမေရိကန်နဲ့တရုတ်ပြီးရင်တတိယကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်ပြီးတော့ကမ္ဘာပေါ်မှာအဆင့်17နေရာမှာရပ်တည်နေတဲ့လူဦးရေအများဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ကိုကားချက်တွေရတိကျတဲ့အလုပ်ကျင့်ဝတ်တွေနဲ့အလုပ်ကြိုးစားတဲ့နိုင်ငံသားတွေကြောင့်ဂျပန်နိုင်ငံအောင်မြင်လာရခြင်းဖြစ်တယ်လို့ဆိုထားပါတယ်။တန်းကျွယ်တစ်ထေးတွေများပြားနေထိုင်ကြတဲ့ဂျပန်နိုင်ငံတိုကျိုရဲ့ဝင်ငွေခွန်ဟာ55.69%အထိပေးဆောင်ရတဲ့အခွန်မြင့်မားသောအာရှနိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ဒါအပြင်ဂျပန်ကော်ပိုရေးရှင်းရဲ့ခေတ်မီစံတဲ့နည်းပညာတွေနဲ့မော်တော်ကားထုတ်လုပ်ခြင်းလုပ်ငန်းတွေကလည်းဂျပန်အစိုးရကိုအခွန်ငွေများစွာရရှိစေတာဖြစ်ပါတယ်။တစ်ကမ္ဘာလုံးမှာနာမည်ကျော်ကြားလူကြိုက်များမှုရဂျပန်နိုင်ငံဟာအနောက်နိုင်ငံတွေနဲ့ရှင်နိုင်တဲ့ယဉ်ကျေးမှုရှိတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်2ဖင်လန်နိုင်ငံဖင်လန်နိုင်ငံဟာဥရောပမှာအခွန်အများဆုံးနိုင်ငံဖြစ်ပြီးတော့ကမ္ဘာပေါ်မှာဒုတိယအခွန်အမြင့်ဆုံးနိုင်ငံဖြစ်ပါတယ်။အခွန်နှုန်းထားအရန်မြင့်မားပြီးလူဦးရေ9.5 သန်းသာနေထိုင်တဲ့ဖင်လန်နိုင်ငံဟာထိပ်တန်းအခွန်နှုန်းထား56.95%ပေးဆောင်ရတဲ့အရင်အနည်းအမြတ်ခွန်အများဆုံးနိုင်ငံတစ်ခုပဲဖြစ်ပါတယ်။တခြားနိုင်ငံတွေနဲ့မတူပဲထူးခြားတဲ့အချက်ကတော့ဖင်လန်နိုင်ငံမှာအနည်းဆုံး6လနေထိုင်ရုံနဲ့နေထိုင်သူသို့မဟုတ်ဖ
ဖင်လန်နိုင်ငံသားအဖြစ်စာရင်းဝင်မှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ခီးသွားဖို့စဉ်းစားထားရင်တော့အခွန်အခမြင်မာတဲ့အချက်ကိုမဖြစ်မနေထည့်သွင်းစဉ်းစားရမယ့်နိုင်ငံတစ်ခုပဲဖြစ်ပါတယ်နံပါတ်1 Ivory Coast နိုင်ငံအနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ Ivory Coast နိုင်ငံရဲ့ဝင်ငွေခွန်ဟာဝင်ငွေရဲ့60%ဖြစ်ပြီးတော့ကမ္ဘာပေါ်မှာအဝင်ငွေခွန်အများဆုံးနိုင်ငံဖြစ်ပါတယ်ဝင်ငွေခွန်မြင့်မားပေမဲ့လည်း Ivory Coast နိုင်ငံဟာကာလရှည်ကြာစွာဒုက္ခရောက်နေတဲ့အနောက်အာဖရိကနိုင်ငံဖြစ်ပါတယ်နိုင်ငံရဲ့နယ်စပ်ဈေးကွက်မှာလည်းပိုကောင်းတဲ့ဝင်ငွေရရှိနေကြပေမဲ့နိုင်ငံသားတိုင်းကိုဝင်ငွေခွန်ရဲ့60%အထိပေးဆောင်ကြလောက်အောင်ခိုင်မာတဲ့အကြောင်းရင်းတစ်စုံတစ်ရာကိုဖော်ပြထားခြင်းမရှိပါဘူး။ကဲကျွန်တော်ခုပြောပြတင်ဆက်ပေးခဲ့တဲ့နိုင်ငံတွေဟာကမ္ဘာအခွန်အမြင့်မားဆုံးနိုင်ငံ9နိုင်ငံအကြောင်းပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ပြည်သက်ကြီးတို့အနေနဲ့ဘယ်နိုင်ငံကအခွန်အများဆုံးပေးနေရလဲဆိုတာနားလည်ပြီးလို့မျှော်လင့်ပါတယ်။ဒီလိုပိုကောင်းတဲ့နောက်ထပ်အစီအစဉ်တွေကိုလည်းတင်ဆက်ပေးတော့မှာဖြစ်လို့ like and subscribe လုပ်ပေးခဲ့ပါဦး။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။တာယာနဲ့နေ့ရက်လေးဖြစ်ပါစေဗျာ။